အားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါမင်္ဂလာမနက်ကလေးပါเนาะမင်္ဂလာမနက်ကလေးပါကျွန်တော်ရဲ့ကိုမကြီးเนาะကျွန်တော်တို့ဒီနေ့မှာတော့အနီးကကလေးเนาะအနီးကကလေးရလို့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะကျွန်တော်တို့မနေ့ကတော့နေကုန်လွဲတယ်ဗျာเนาะနေကုန်လွဲတယ်ဒါကတော့ထားရတော့မပြောတော့ဘူးเนาะလွဲတာကြီးမှန်တာကြီးတော့ကျွန်တော်မပြောတော့ဘူးเนาะကျွန်တော်တို့အဓိကဒီနေ့မှာအဆင်ပြေဖို့ပဲเนาะကျွန်တော်ရဲ့ကိုမကြီးကိုဒီနေ့မှာလုံးဝအဆင်ပြေနေခြင်းနဲ့เนาะကျွန်တော်တို့ဒီနေ့တစ်နေ့ပဲရှိရရဲ့ဒီနေ့တောက်ကြနေပွဲသိမ်းနေအတွက်ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်နှစ်ကွက်เนาะကျွန်တော်ရှာလို့ရတဲ့ကဏ္ဍနှစ်ကွက်လာပြီးတော့တင်ပေးတာเนาะလာပြီးတော့တင်ပေးတာအဲကြောင့်မလို့ကျွန်တော်နဲ့ဝါသနာတူတဲ့အကိုမကြီးเนาะကျွန်တော်ရဲ့ channel ကို subscribe နှိပ်ကတည်းကအကိုမကြီးကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပြီးเนาะကျွန်တော်ရဲ့ကိုမကြီးကိုเนาะကျွန်တော်နဲ့ဝါသနာတူတဲ့အကိုမကြီးကိုကျွန်တော်ရှာလို့ရတဲ့ကဏ္ဍလေးတွေကိုကျွန်တော်နေ့တိုင်းတင်ပြီးပါမယ်เนาะနေ့တိုင်းတင်ပြီးတော့မယ်အမှန်မှန်ကတော့ရှိတယ်ဗျာเนาะဒါကြောင့်မလို့မမလက်ခံနိုင်တဲ့အကူမကြီးလိုက်ဆောင်မယ်ဗျာကျွန်တော်တို့ဒီနေ့မှာเนาะပွဲသိမ်းနေ့မှာကျွန်တော်တို့အများကြီးမစိုးဘူးဒီနေ့မှာဝမ်းချင်းလုံးမိုင်လည်းမစိုးဘူးဝမ်းချင်းလည်းမစိုးဘူးကီးလည်းမစိုးဘူးเนาะဘာမှမစိုးတော့ကျွန်တော်တို့နှစ်ကွက်ထဲပဲဆောင်မယ်เนาะနှစ်ကွက်ထဲပဲဆောင်မယ်เนาะထွက်လဲနှစ်ကွက်เนาะကျွန်တော်တို့လွဲလဲနှစ်ကွက်เนาะမှန်လဲနှစ်ကွက်เนาะနှစ်ကွက်ပဲဆောင်မယ်ကျွန်တော်တို့ဒီနေ့မှာเนาะဒီမနက်မှာကျွန်တော်တို့နှစ်ကွက်ပဲဆောင်မယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဝါသနာတူတဲ့အကူမကြီးကကျွန်တော်ရဲ့အကောက်ကလေးကိုเนาะကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးเนาะကျွန်တော်ရဲ့ video လေးကိုเนาะကြိုက်နှစ်တိုင်းရင် share လက်မလေးနှိပ်ထားပြီးเนาะကျွန်တော်ရဲ့ဒီ video ကိုเนาะမျှဝေလို့ရတဲ့နေရာလေးမှာများများလေးမျှဝေပြီးပါမယ်เนาะ share လို့ရတဲ့နေရာလေးမှာများများလေး share ပြီးပါမယ်အများမြင့်အများတွေ့အများပေါက်အောင်လို့เนาะကဲအားလုံးပဲကျွန်တော်တို့မနေ့ကတော့နေကုန်လွဲတယ်ဗျာမနေ့ကတော့နေကုန်လွဲတယ်เนาะယူွက်လည်းလွဲတယ်ကျွန်တော်တို့ဝင်းချင်းလည်းလွဲတယ်เนาะဝင်းချင်းလည်းလွဲတယ်ကျွန်တော်မနေ့ကညနေရဆိုရင်ကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်เนาะညီကိုကြနိုင်တယ်ညီကိုပိုကြိုက်တယ်လို့ကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်ပြောပြထားခဲ့တယ်เนาะပြောပြထားခဲ့တယ်ကျွန်တော်တို့ဒီနေ့မှာတော့အကွက်အများကြီးလည်းမစိုးတော့ဘူးနှစ်ကွက်ထဲပဲစုံမယ်เนาะနှစ်ကွက်ထဲပဲစုံမယ်ကျွန်တော်ရဲ့ကိုမာကြီးကျွန်တော်နဲ့အကြိုက်တူရင်လိုက်စော့เนาะအကြိုက်တူရင်လိုက်စော့အားလုံးကိုရသိချင်းပေါက်စီချင်းကိုလာပြီးတော့တင်ပေးတာเนาะကျွန်တော်တို့ဒီနေ့73ရက်2လ2026เนาะ73ရက်2လ2026တောက်ကြနေ့เนาะတောက်ကြပွဲသိမ်းနေ့မနက်စီးအတွက်เนาะမနက်စီးအတွက်ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ခဏလေးเนาะပြောပြပါမယ်เนาะပြောပြပါမယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့အကြိုက်ဆုံးနှစ်ကွက်ကတော့เนาะ80နဲ့85เนาะ80နဲ့85အဲ့နှစ်ကွက်ကိုကျွန်တော်ကြိုက်တယ်เนาะကျွန်တော်နဲ့အကြိုက်တူတဲ့အကိုမကြီးရှိရင်လိုက်စော်မြောက်เนาะကြိုက်တူတဲ့အကူမရရှင်လိုက်စော်ပါเนาะအားလုံးကိုရသိကျင်တယ်ဗျာရလဲရသိကျင်တယ်ရသိကျင်တဲ့စီနာရှိလို့လေကျွန်တော်ရဲ့ကူမကြီးကိုလာပြီးတော့ဗီဒီယိုလေးရိုက်ပြီးလာတင်ပေးတာเนาะအားလုံးပဲကဏ္ဍလေးကိုကြိုက်နှစ်တက်ရင်เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကို share လက်မလေးနှိပ်သွားเนาะကျွန်တော်ရဲ့အကောက်ကလေးကိုเนาะကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးเนาะအများကြီးအများတွေ့အများပေါက်အောင်လို့ share လို့ရတဲ့နေရာလေးမှာများများလေး share ပြီးပါမယ်မျှဝေလို့ရတဲ့နေရာလေးမှာများများလေးမျှဝေပြီးပါမယ်ဗျာเนาะကျွန်တော်တို့ဒီနေ့73ရက်2လ2026တောက်ကြပွဲသိမ်းနေမနက်စီးအတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးနှစ်ကွက်ကတော့80နဲ့เนาะ85နဲ့85ကျွန်တော်တို့လုံးမိုင်ကเนาะလုံးမိုင်ကကျွန်တော်တို့10လုံးမိုင်တွေ့ရဗျာ10လုံးမိုင်ကိုကျွန်တော်တို့က35နဲ့အပီး10လုံးမိုင်ကို35နဲ့အပီးကိုเนาะဒီကြားထဲမှာကျွန်တော်တို့ break က38 break တွေ့ရเนาะ38 break တွေ့ရဆိုတော့ကျွန်တော်တို့ဘာမှထူးပေးရမလို့တော့ဘူးเนาะဒီနှစ်ကွက်ပဲရှိရเนาะဒါကြောင့်မလို့အကြိုက်တူတဲ့အကူမကြီးလိုက်စော့ပါเนาะအမှားမှန်တော့ရှိရအမှားမှန်လက်ခံနိုင်တဲ့အကူမကြီးလိုက်စော့เนาะအများကြီးမစော့နိုင်ဘူးဆိုရင်တော့မှကိုတက်နိုင်တယ်လို့ပြောပြเนาะကျွန်တော်ရဲ့အကူမကြီး900ဘူးတက်နိုင်တဲ့အကူမကြီး900ဘူးလိုက်စော့မယ်1000ဘူးတက်နိုင်တဲ့အကူမကြီးက1000ဘူးလိုက်စော့မယ်เนาะကျွန်တော်တို့ကဏ္ဍကလည်းအများကြီးမဟုတ်ဘူးနှစ်ကွက်ထဲပဲเนาะ80နဲ့85နှစ်ကွက်ထဲပဲเนาะအလုံးပဲဒီမနက်မှာကန်ကောင်းကြပါလိမ့်ဗျာเนาะကျွန်တော်ရဲ့အကူမကြီးเนาะကျွန်တော်တို့ညနေစီးအတွက်လည်းကျွန်တော်ရဲ့အကူမကြီးအတွက်ကျွန်တော်အကောင်းဆုံးကဏ္ဍလေးနဲ့ပြန်လာခဲ့မယ်ဗျာเนาะအားလုံးပဲ bye bye